လွန်ခဲ့တဲ့3နာရီကအဲ့ဒီကုမ္ပဏီညစာစားပွဲမှာပဲအတွင်းရေးမှူးမလေးကမန်တက်စွာနဲ့သူမကိုသူမမိတ်ဆက်ခဲ့တယ်။ကျမကစီးရဲ့အတွင်းရေးမှူးအစ်စ်ပါတဲ့ဇနီးတွေကသူမကိုလစ်လူရှူလိုက်ပြီးလူပုံအလဲမှာခင်ပွန်းဖြစ်သူစီဦးကိုပစုံခွာပေးဖို့အကူအညီတောင်းလိုက်တယ်။ခင်ပွန်းဖြစ်သူကဘာမှမစင်စားပဲလက်အိတ်ဆုပ်ပြီးဇနီးတဲ့အတွက်ပစုံခွာပေးခဲ့တယ်။ဒါကိုအတွင်းရေးမှူးမလေးကမနာလိုစွာနဲ့စောင့်ကြည့်နေခဲ့တာပေါ့။ဇနီးတွေကလည်းချက်ချင်းပဲသူမရဲ့အိမ်တော်ထိန်းစီကိုပစုံတစ်ဆက်ပေါင်အစင်သင့်ပြင်ထားပါလို့စာပို့လိုက်တယ်။အဲ့ဒီနောက်အတွင်းရေးမှူးမလေးကဇနီးတွေကိုရှင်ကတော့အိမ်မှာပဲနေတဲ့အလှပြဇနီးတယောက်ပေါ့လို့ထောင်ပြောင်ခဲ့ပေမဲ့ဇနီးတွေကအေးအေးဆေးဆေးပဲပြန်ပြောခဲ့တယ်။ဒါကိုအတွင်းရေးမှူးကရေမောပြီးကျမကပွင့်ပွင့်လင်းလင်းပြောတယ်လို့ပါစိတ်ထဲမထားပါနဲ့လို့ဆိုပြန်တယ်။ဆက်လက်ပြီးအတွင်းရေးမှူးမလေးကရှင့်ရဲ့ဒီလိုစိန်ခံဘဝကိုကြည့်ပြီးရှင့်ရဲ့စူးစမ်းပန်းစားလုပ်ကင်နေရတဲ့ခင်မွန်းအတွက်တနာမိတယ်လို့ထပ်ပြောတဲ့အခါမှာတော့ဘေးကလူတယောက်ကမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်။ဒီမျိုးသမီးကတာမန်အိမ်အောင်ရှင်မဟုတ်ဘူး။ကုမ္ပဏီကြီးတစ်ခုရဲ့အရာရှိချုပ်ပဲပြီးတော့သူတို့ရဲ့အိမ်အောင်ရေးကထိတ်တန်းစီးပွားရေးမိသားစုနှစ်ခုပေါင်းစည်းထားတာတဲ့အဲ့ဒီအခါမှာတော့ဇီယခင်မွန်းဖြစ်သူကအတွင်းရေးမှူးကိုချက်ချင်းတောင်းပန်ဆန်းစကားကိုဆင်ခြင်ပြောလို့သတိပေးလိုက်ရတယ်။ပစွန်တစ်ဆက်ပေါင်ရဲ့ပြစ်ဒဏ်အတွင်းရေးမှူးမလေးကမတက်တာပဲတောင်းပန်လိုက်ရပြီးဇနီးတွေကတော့အကြောင်းပြချက်တစ်ခုပေးကပွဲကနေထွက်ခွာသွားခဲ့တယ်။အဲ့ဒီညခင်မုန်းဖြစ်သူအိမ်ပြန်ရောက်တဲ့အခါအိမ်တော်ထင်းကပစွန်တစ်ဆက်ပေါင်ကိုပြင်ဆင်ထားပြီးသားပါဇနီးတွေကရှင်ခုနကပဲရှင်တွင်းရေးမှူးအတွက်ပစွန်တွေခွာပေးနေတာမဟုတ်လားလို့အမှတ်ရအောင်ပြောလိုက်တယ်။ခင်မုန်းဖြစ်သူကမနာလိုမဖြစ်ပါနဲ့သူကအလုပ်တင်လေးမှုကူညီပေးအောင်ပါလို့စင်ကြေပေးပေမဲ့ဇနီးတွေကပြက်ပြက်သားသားသတိပေးလိုက်တယ်။ငါတို့ကြားမှာသဘောတူညီချက်ရှိတဲ့ရှင်ကတခြားမိန်းကလေးတွေနဲ့စီးခြားထားရမယ်ဆိုတာလေးဒါကရှင့်ရဲ့ပထမဆုံးအမှားပဲဒါကြောင့်ဒါကရှင့်အတွက်ပြစ်ဒဏ်ပဲ။ဒုတိယအမှားနဲ့နောက်ဆုံးသတိပေးချက်နောက်တနေ့မနက်မှာခင်ပွန်းဖြစ်သူကချော့တဲ့အနေနဲ့ပစုံထုတ်ကြီးတစ်ထုပ်ယူလာပေးပေမဲ့ဇနီးတွေကစိတ်ဝင်စားပါဘူးအချိန်နှင်းနေကြတဲ့အထိအရာအလုံးငြိမ်သက်နေခဲ့ပြီးသူမအလုံးနဲ့သူမအလုံးရှုပ်နေခဲ့တယ်ဒါပေမဲ့တလအကြာမိသားစုညစာစားပွဲကိုသွားဖို့ခင်ပွန်းဖြစ်သူကသူမကိုလာကြိုတဲ့အခါမှာတော့အတွင်းရေးမှူးမလေးကကားရဲ့ဇနီးတွေထိုင်ရမယ့်နေရာမှာထိုင်နေတာကိုတွေ့လိုက်ရပြန်တယ်ဇနီးတွေကချက်ချင်းဆင်းတော့လို့ပြောတဲ့အခါအတွင်းရေးမှူးကကျမကားနောက်ခန်းမှာထိုင်ရင်အော့အန်တက်လို့ပါလို့စင်ကြေပေးပြီးဇနီးတွေကိုငွေနဲ့ဝယ်လို့မရတဲ့ဂုဏ်သိက္ခာရှိကြောင်းစောင်းပြောင်းပြောဆိုခဲ့တယ်ဇနီးတွေကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တယ်။ငါခင်ပွန်းရဲ့အချိန်ကတန်းနဲ့ချီတန်းနဲ့လမ်းခွဲတစ်ခုကကုမ္ပဏီတစ်ခုကိုပျက်စီးသွားစေနိုင်တဲ့ကားပေါ်ရောက်တဲ့အခါခင်ပွန်းဖြစ်သူကသူမကိုချော့ဖို့ကြိုးစားပေမဲ့ဇနီးတွေကတားမြစ်လိုက်ပြီးပစုံခွာတာကပထမအမှားကားပေါ်ကနေရာကဒုတိယအမှားအခုရှင်မှာအခွင့်အရေးတစ်ချိန်ပဲကျန်တော့တယ်။အခုကားပေါ်ကဆင်းတဲ့အခါပြုံးနေစမ်းမဟုတ်ရင်ငါတို့မိသားစုရဲ့ရှယ်ယာတွေပြုတ်ကျသွားလိမ့်မယ်။ခင်ပွန်းဖြစ်သူဟာဘာမှမတတ်နိုင်ပဲမချိပြုံးပြုံးကဇနီးတွေနဲ့အတူပွဲတက်သွားရပါတော့တယ်။မိသားစုညစာစားပွဲတစ်ခုမှာရောက်ခမဖြစ်သူကသူ့ချွေးမရဲ့စီးပွားရေးအမြင်ရှိပုံကိုချီးမွမ်းနေပေမဲ့အဲ့ဒီကြားမှာတော့အေးဆက်တဲ့တင်းမာမှုတစ်ခုကိုတိတိတသာခံစားနေရတယ်။ရောက်ခမကသူ့သားရဲ့လက်ထောက်မျိုးသမီးဟာအရေးချင်းမရှိတဲ့အတွက်အလုတ်ကထုတ်ပစ်လိုက်ပြီလို့ပြောလိုက်တဲ့အခါခင်မွန်းဖြစ်သူကဒေါသတကြီးနဲ့ကျွန်တော်ကိုမမေးပဲဘာလို့ထုတ်လိုက်တာလဲလို့ပြန်អော်ပါတယ်ရောက်ခမကအေးအေးဆေးဆေးပဲဒီလိုအသုံးမကျတဲ့လူတွေအပေါ်နူးညံ့မနေနဲ့လို့ပြန်ပြောပြီးအမှန်တရားတစ်ခုကိုသတိပေးလိုက်တယ်မင်းရဲ့အောင်မြင်မှုအားလုံးဟာမင်းမိမကြောင့်ဆိုတာမမေ့နဲ့နောက်တော့အိမ်ရောက်တဲ့အခါခင်ပွန်းကဇနီးဖြစ်သူကိုဆွဆွဲတော့တာပဲမင်းအဲ့ဒီလက်ထောက်ကိုမနာလို့အမေကိုတိုင်လိုက်တာမလားဆိုပြီးလက်ထောက်ဘက်ကနေကာကွယ်ပြောဆိုပါတယ်ဇနီးဖြစ်သူကအေးဆက်စွာနဲ့ပဲကျမရဲ့အမားကရှင့်နဲ့အဲ့ဒီမိန်းကလေးကြားကစီးမရှိတာကိုလစ်လူရှုခဲ့တာလားဒါမှမဟုတ်အမေသူ့ကိုထုတ်တာကိုမတားခဲ့တာလားလို့မေးခွန်းထုတ်ပါတယ်ပြီးတော့သူမရဲ့စီကန်းကိုသတိပေးလိုက်တယ်ကျမဘဝမှာဘသူ့ကိုမဆိုအခွင့်အရေး၃ချိန်ပဲပေးတယ်သူမကလက်ထက်လက်စုပ်ကိုချွတ်လိုက်ပြီးရှင့်ရဲ့အခွင့်အရေး၃ချိန်လုံးကုန်သွားပြီလို့ပြက်ပြက်သားသားပြောလိုက်တယ်ခင်မွန်းကတော့သူဘာမှမမားသလိုနဲ့သူမကိုအတွေးခေါ်သေးသိမ့်နဲ့မိမလို့ကဲ့ရဲ့ပြီးအိမ်ကနေထွက်သွားပါတယ်ရုံးရောက်တဲ့အခါအလုပ်ထုတ်ခံရတဲ့လက်ထောက်ကိုချော့မော့ပြီးငါပဲတကယ်ပါစပါမင်းစိတ်ချရပါတယ်လို့ပြောရင်းနောက်ဆုံးစီးကိုကြော်လိုက်ပါတယ်သူကအဲ့ဒီလက်ထောက်ကိုပွဲတစ်ခုကိုဒိတ်အနေနဲ့ခေါ်သွားဖို့အထိလုပ်ခဲ့ပါတယ်သတင်းစာမျက်နှာထက်မှာခင်ပွန်းနဲ့အဲ့ဒီလက်ထောက်တို့တွဲရဲ့တပ်ပုံပါလာတဲ့အခါဇနီးဖြစ်သူဟာဒေါသတကြီးနဲ့ရှေ့နေတွေကိုဖုံးဆက်ပြီးကွာရှင်းစာချုပ်ပြင်ခိုင်းတယ်လို့မိသားစုနှစ်ခုကြားကစီးပွားရေးပူးပေါင်းမှုအားလုံးကိုလည်းချက်ချင်းရပ်ဆိုင်းလိုက်ပါတယ်။နောက်ခမဖြစ်သူကစိုးရိမ်တကြီးနဲ့ရုံးကိုရောက်လာတဲ့အခါဇနီးဖြစ်သူကရှင့်သားကအခုလူပိုဖြစ်သွားပြီးသူဘာလုပ်ခဲ့လဲဆိုတာသူ့ကိုပဲသွားမေးပါလို့ပြောပါတယ်။ရောက်ခမကယောက်ျားဆိုတာဒီလိုပဲနည်းနည်းပါးပါးတီးခံရတယ်လို့ဖြောင်းဖြပြီးမင်းအဖေကိုဘလို့ပြန်ပြောမလဲလို့ချင်းချောက်ပါတယ်ဇနီးဖြစ်သူကတော့အေးဆက်ဆက်ပဲအမေကဇနီးတယောက်ပဲဖြစ်နိုင်မယ်ဒါပေမဲ့ကျမကတော့ဆရာတယောက်ပဲကျမရဲ့အင်အားကကျမကိုယ်တိုင်ပဲဘသူ့ကိုမှရှင်းပြနေစရာမလိုဘူးလို့တုံ့ပြန်လိုက်ပါတယ်ခင်မွန်းဖြစ်သူကရုံးကိုရောက်လာပြီးရိုင်းရိုင်းဆိုင်ဆိုင်ဝင်လာဖို့ကြိုးစားတဲ့အခါသူမကကြည်တောင်မကြည့်ပဲသူ့ကိုအပြင်ထုတ်လိုက်လို့အမိန်ပေးလိုက်ပါတယ်လုံခြုံရေးတွေကသူ့ကိုဆွဲထုတ်သွားတဲ့အခါသူမကဒါကစူညံနေတဲ့ခွေးတစ်ကောင်ပဲသူ့ဘာသာအေးသွားပါလိမ့်မယ်လို့ပြောပြီးကွာရှင်းစာချုပ်ကိုချပြလိုက်ပါတယ်ခင်မွန်းကအံ့ဩတုန်လှုပ်ပြီးမင်းတကယ်ပဲကွာရှင်းမလို့လားမင်းယူနေပြီလားလို့អော်တဲ့အခါသူမကဒါရှိရဲ့၄ချိန်မြောက်အမှားပဲပြီးတော့ဒါနောက်ဆုံးပဲကျမပြောတဲ့စကားကဥပဒေပဲလို့ပြောလိုက်ပါတယ်ခင်မွန်းကမင်းဟာအလိုလိုက်ထားလို့ပျက်စီးနေတဲ့မိန်းကလေးပဲဇနီးကောင်းတယောက်မဟုတ်ဘူးလို့ဆဲဆိုတဲ့အခါသူမကနောက်ဆုံးချက်နဲ့တုံ့ပြန်လိုက်တယ်ရှင့်အတွက်ဇနီးကောင်းဆိုတာဖောက်ပြန်တာကိုငြိမ်ခံနေတဲ့သူဖြစ်မှာပေါ့